ချစ်တော်မိတ်ဆွေပေါင်းတို့မင်္ဂလာပါမင်္ဂလာနေ့ရက်တည်းလေးဖြစ်ပါစေအခုလောမင်္ဂလာနေ့ရက်တင်ပါလို့ရှင်မင်္ဂလာရှိတဲ့ဘုရားကောင်းကြီးတင့်တဲ့သူကျွန်တော်အားလုံးဝမ်းမြောက်ကြရအောင်ချစ်တဲ့မိတ်ဆွေပေါင်းတို့ဒီနေ့မှလည်းပဲချစ်တဲ့မိတ်ဆွေကိုပေးသွားခြင်းနဲ့နှုတ်ကပတ်တော်တွေကဒီတတိယမြောက်ပညာချက်ကိုကျွန်တော်လေ့လာကြမယ်နော်ဒါတတိယပညာကဘာလဲလို့မေးတဲ့ခါမှာလို့ရှင်ထွမြောက်အကျမ်းခိုင်း20ပိုင်းငယ်9မှာတွေ့နိုင်ပါတယ်တတိယပညာချက်ကလည်းပဲအလုံးမပင်အရေးကြီးပါတယ်ချစ်တဲ့မိတ်ဆွေပေါင်းတို့ဒါဒီနေ့ဘုရားသခင်ရဲ့ပညာတော်တွေကအားလုံးအရေးကြီးတယ်ဒါကြောင့်ဒီပညာတော်တွေကဆိုရှင်ဒီနေ့ဘုရားနဲ့ဆိုင်တဲ့ပညာတော်၄ပါးကိုပြောနေတာဖြစ်တယ်ဘုရားနဲ့ဆိုင်တဲ့ပညာတော်၄ပါးမှာဆိုရှင်ခုတတိယမြောက်ပညာကတော့ထွမြောက်အကျမ်းခိုင်း20ပိုင်းငယ်9မှာသင်ဘုရားသခင်ထာဝရဘုရား၏နာမတော်ကိုမုတာနဲ့ဆိုင်၍မမွဲမဆိုနဲ့အကြောင်းမူကားနာမတော်ကိုမုတာနဲ့ဆိုင်၍မွဲဆိုတော်သူကိုအပြစ်မရှိဘူးထာဝရဘုရားမှတ်တော်မမူတဲ့နော်ဒီနေ့ကျွန်တော်အသက်တာမှာပြန်လည်ပြီးတော့စင်ကျင်ဖို့ရန်အတွက်အလုံးမပင်ရေးကြည့်လာပြီနော်တခါတရံမှာဆိုရှင်ကျွန်တော်ကဆိုရှင်ဖယားသခင်ထာဝရဘုရားရဲ့နာမတော်ကိုကျွန်တော်မုတာနဲ့ဆိုင်ပြီးတော့မွဲ့ဆိုနေကြတယ်နော်မိမ့်မွဲ့နေကြတယ်ဖယားရဲ့နာမတော်ကိုအလွဲသုံးစားလုပ်ပြီးတော့ကျွန်တော်ကဆိုရှင်လူတွေကိုတုံတင်နေကြတယ်လမ်းပြနေကြတယ်နော်ဖယားရဲ့နာမတော်ကိုသုံးပြီးတော့လူတွေကဆိုရှင်တော့အမျိုးမျိုးဖုံဖုံနဲ့မိမိကိုယ်ကိုမိမိကြော်ကြားအောင်လုပ်နေကြတယ်ဒါပေမဲ့ချစ်တဲ့မိတ်ဆွေသင်ကိုယ်တိုင်မှတ်ယူရမယ့်အရာကတော့နာမတော်ကိုမုတာနဲ့ဆိုင်ပြီးမွဲ့ဆိုတော်သူကိုတဲ့အပြစ်မရှိဟုထာဝရဘုရားမှတ်တော်မမူဆိုပြီးတော့ဖော်ပြထားပါတယ်ချစ်တဲ့မိတ်ဆွေပေါင်းတို့ဘုရားသခင်ရဲ့နာမတော်ကိုအသုံးပြုခြင်းနဲ့ပတ်သက်ပြီးတော့တမန်ကျမ်းစာမှာဘယ်လိုညွှန်ကြားထားတယ်ဒါကြောင့်ဘုရားသခင်နာမတော်ကိုအသုံးပြုခြင်းနဲ့ပတ်သက်ပြီးတော့တမန်ကျမ်းစာကညွှန်ကြားချက်ရှိတယ်အဲ့ဒီညွှန်ကြားချက်ကတော့ဝိပဿနာကျမ်းခန်း19ပိုင်းငယ်7မှာငါနာမကိုတိုင်တည်၍မဟုတ်မမှန်ပဲကျိန်ဆိုခြင်းကိုမပြုရသင်ဘုရားသခင်နာမတော်ကိုမရှုံမချရငါသည်ထာဝရဘုရားဖြစ်၏တဲ့နော်ဒီနေ့ကျွန်တော်တခါတည်း line ပေါ်မှာကြည့်လိုက်တဲ့ခါမှာလို့ရှင်တချို့တော့ဒီတရားဟောဆရာတွေတချို့တော့ဒီဘာသာရေးခေါင်းဆောင်တွေကဘုရားနာမကိုအလွဲသုံးစားလုပ်တယ်တခါတည်းနတ်ဆိုးတွေနေထုတ်တယ်ဆိုပြီးတော့မိမိမသိရှိတဲ့မာသာထန်းနေတဲ့ဘာသာစကားတွေနဲ့တခါတည်းရွတ်ဆိုပြီးမှဘုရားနာမတော်နဲ့နောက်ဆုံးမှဆိုရမှဘုရားနာမတော်ခရစ်တော်နာမတော်နောက်ဆုံးမှသုံးတယ်နော်ချစ်တဲ့မိတ်ဆွေပေါင်းတို့ကိုသုံးခြင်းတဲ့စကားတွေနဲ့ကိုမွေနောက်သုံးပြီးမှနောက်ဆုံးမှကျမှဘုရားနာမဆိုပြီးတော့သုံးတယ်တခါတည်းမှာကျွန်တော်တခဲကြောက်ဖို့ကောင်းတယ်တခါတည်းကြက်တိမွေးညင်းအောင်ထားတယ်နော်တခါတည်းကျွန်တော်ဒီနတ်ဆိုးကိုနှင်ထုတ်တာလားနတ်ဆိုးပဲကျွန်တော်ကတော့ရှင်ဝင်ပူးခိုင်းတာလားနော်ဒီချင်းကြတွေကြည့်လိုက်တဲ့ခါမှာဆိုရှင်ယနေ့ဘာသာရေးမှာဆိုရှင်တော့မျိုးနဲ့အမောင်ချခြင်းခံရတယ်လူတွေကလည်းပဲအဲ့ဒီထဲမှာဝလုံးသုံးပါရောကောတော့ကောပါကုန်ကြပြီးတော့မိမိမှာမာလားမှန်လားဆိုတာလည်းဘာမှမသိတော့ဘူးဘာကြောင့်လဲဒီနေ့ခေါင်းဆောင်တယောက်ရဲ့မှားယွင်းမှုလောက်ရက်တွေဟာကျွန်တော်တို့ရဲ့နောက်လိုက်တွေအားလုံးအတွက်မှားတဲ့လမ်းတွေကိုဆွဲချနေတယ်ဆိုတာကိုတွေ့မြင်မှာဖြစ်တယ်ဒါကြောင့်ဘုရားသခင်ကတော့ဗာပြောလဲဆိုတော့ငါနာမကိုတိုင်တည်ရွေ့တဲ့နော်ဒီနေ့ချစ်တဲ့မိတ်ဆွေတို့ချစ်တဲ့တရားဟောဆရာတို့ချစ်တဲ့ခေါင်းဆောင်တို့နော်ဒီနေ့အရန်ရေးကြည့်တဲ့အချက်ကတော့ဘုရားသခင်ကပြောတယ်ငါနာမကိုတိုင်တည်ရွေ့မဟုတ်မမှန်ပဲကျိန်ဆိုခြင်းကိုမပြုရတဲ့နော်မဟုတ်မမှန်ပဲနဲ့ကျိန်ဆိုခြင်းကိုမလုပ်ပါနဲ့တဲ့ငါနာမကိုအလွဲသုံးစားလုပ်ပြီးမှပါလို့ဆိုရင်ကိုကဆိုရှင်တော့ခေါင်းဆောင်လုပ်ပြီးမှကိုကောင်းစားဖို့ကိုသမားကိုထင်ကြီးလာဖို့ဖယားကိုထင်ကြီးတာတဲ့ဖယားကိုကိုးကွယ်တာတဲ့သူ့ကိုပဲထင်ကြီးပြီးတော့လေးစားပြီးတော့သူ့တုံတင်ချက်တွေကိုပဲလိုက်လာဖို့ရန်အတွက်ယနေ့လူတွေကဆိုရှင်ဖယားနာမကိုနင်းပြီးမှကျွန်တော်ကဆိုရှင်လှုပ်ဆောင်နေကြတယ်ကြောင့်ဘုရားသခင်ကပြောလို့ဆိုတော့မဟုတ်မမှန်ပဲတိတ်ဆိုခြင်းကိုမပြုကြဘူးသင်ဘုရားသခင်ထာဝရဘုရားကိုမရှုံမချရဘူးတဲ့နော်ဘုရားသခင်ရဲ့နာမတော်ကိုရှုပ်လည်းမရှုပ်ချရဘူးဆိုပြီးတော့ဖော်ပြတာတယ်နော်ဒီနေ့ဘုရားသခင်ရဲ့နာမတော်ကိုရှုပ်ချတာတို့ဟာတိုက်တာတို့ရဲတာတို့ကျွန်တော်ဒီကလေး line ပေါ်မှာတွေ့ရတယ်ပြီးခဲ့တဲ့ဒီ Hollywood နော်ဒီမိမလောက်ခင်ချိန်တုန်းကနော်ဒီဟာသလူရှင်တော်တွေဟာသတေးတရုပ်ဖော်တဲ့ဒီအမျိုးသမီးတွေဘုရားရဲ့နာမတော်ကိုသူတို့ရှုတ်ချတယ်ဟာတိုက်တယ်ရဲမောတယ်နော်အဲ့ဒီလိုလုပ်တဲ့အခါမှာဆိုရှင်သူတို့ပြစ်လဲတာတွေတွေ့ရတယ်နောက်ဆုံးမှာဆိုရှင်တော့အဲ့ဒီလိုမျိုးဘုရားရဲ့နာမတော်ကိုရှုတ်ချတဲ့နေရာတွေဟာနောက်ဆုံးမှာဆိုရှင်တော့ဘုရားကဒီသူတို့ကိုပြက်နေရာတွေဟာလုံးဝပျောက်သွားတယ်ဆိုတာတွေ့ရတယ်ဘာကြောင့်လဲဘုရားသခင်ကတကုရှင်ဘုရားဖြစ်တယ်ဒါကြောင့်ဘုရားကပြောလဲဆိုတော့ငါသည်ထာဝရဘုရားဖြစ်တယ်ငါကထာဝရဘုရားဖြစ်တယ်အသက်ရှင်တော်မူတဲ့ဘုရားဖြစ်တယ်အစဉ်အမြဲတည်တော်မူတဲ့ဘုရားဖြစ်တဲ့အတွက်ကြောင့်ငါရဲ့နာမဟာ
ဘယ်နာမနဲ့မှနိုင်ရှင်လို့မရဘူးငါရဲ့နာမကိုလည်းပဲဘယ်သူကမှအလွဲသုံးစားလုပ်လို့မရဘူးဘုရားရဲ့နာမတော်ဟာတကူကြီးတဲ့ဘုရားရဲ့နာမဖြစ်တဲ့အတွက်ကြောင့်ယနေ့တကူရှင်ကိုကျွန်တော်ကယိုသေးဖို့ကိုင်းဆိုင်ဖို့တကယ်ပဲကျွန်တော်ကယုံကြည်ဖို့ရန်အတွက်အလုံးမပင်ရည်ကြီးပါတယ်ဒါကြောင့်တကားပြောတဲ့ခါမှာဘယ်နည်းဥပဒေသားကိုလိုက်နာကျင့်သုံးကြသင့်တယ်လေနော်ဒါကြောင့်ဘုရားရဲ့နာမတော်ကိုပြောတဲ့ခါမှာဆိုရှင်ဒီမှာဆိုရှင်ကျွန်တော်စကားပြောတဲ့ခါမှာဖြစ်ဖြစ်ဟောတဲ့ခါမှာပဲဖြစ်ဖြစ်တော်တင်တဲ့ခါမှာဖြစ်ဖြစ်ဘယ်နည်းဥပဒေသားကိုလိုက်နာကျင့်သုံးသင့်တယ်လဲဆိုတာကိုတမန်ကျမ်းစာထဲမှာခရစ်တော်ကဆိုရှင်ဘလို့ညွှန်ကြားခဲ့လဲဆိုတော့ရှင်မသက်ခရစ်ဝင်ခန်းကြီး9ပိုင်းငယ်33 39မှာဆိုလို့ရှိရင်ဘယ်လိုဖော်ပြထားလဲဆိုတော့တဖန်တို့မဟုတ်မမှန်ပဲလေရဲ့ကျိန်ဆိုခြင်းကိုမပြုရကျိန်ဆိုခြင်းကိုပြုတဲ့အတိုင်းထာဝရဘုရားရှေ့တော်၌တည်စေလော့ဟုသောရှေးပညာစကားကိုသင်တို့ကြားရပြီငါပညာတိကကျိန်ဆိုခြင်းကိုအလေးမပြုရကောင်းကင်ဘုံကိုတိုင်တည်၍မကျင်ရကောင်းကင်ဘုံကဘုရားသခင်၏ပတ်လင်ဖြစ်သည်မြေကြီးကိုတိုင်တည်၍မကျင်ရမြေကြီးသည်ဘုရားရှင်၏ခြေတော်တင်ရာခုံဖြစ်သည်ယေရုရှလင်မြို့ကိုတိုင်တည်၍မကျင်ရမဟာမင်းကြီး၏မြို့တော်ဖြစ်သည်စံကြီးတမြင်ကိုမြဖြူစေခြင်းမဲစေခြင်းကမတတ်နိုင်တော့ကိုယ်ဦးကောင်းကိုတိုင်တည်၍မကျင်ရသင်၏စကားကိုဟုတ်သည်ကိုအဟုတ်မဟုတ်သည်ကိုမဟုတ်ဖြစ်စေလောဤထက်လွန်သောစကားသည်မကောင်းသောအရာနှင့်ဆက်ဆိုင်ပေ၏ချစ်တဲ့မိတ်ဆွေပေါင်းတို့ဒီနေ့ကျွန်တော်တို့ပြုတ်မှုတဲ့ကျွန်တော်သုံးလိုက်တဲ့အသုံးနှုန်းတွေကျွန်တော်တို့လုံးလိုက်တဲ့အပြုတ်မှုတွေအားလုံးကဆိုရှင်ဒီနေ့ဖရာသခင်ရဲ့အလိုတော်နဲ့ကြိုက်လားမကြိုက်ဘူးလားဖရာသခင်ရဲ့နာမတော်ကိုဘလို့အလွဲသုံးစားလုပ်နေတယ်ဆိုတာကိုဒီနေ့ခရစ်တော်မိန့်ပါခဲ့တဲ့ဒီကြမ်းချက်ကိုချစ်တဲ့မိတ်ဆွေတို့တေချာပြန်ဖတ်ပါအလုံးမပင်ကျွန်တော်တို့အတွက်သင်ခန်းစာယူဖွယ်ရာဖြစ်တယ်ကျွန်တော်ဘာလုပ်နေတယ်ဆိုတာကိုကျွန်တော်ကိုယ်တိုင်ကသိပြီးတော့ကျွန်တော်ကိုယ်တိုင်ကစင်ကျင်သွားဖို့ရန်အတွက်အလုံးမပင်ရေးကြည့်တယ်။ဒါကြောင့်ဘုရားသခင်ကဘယ်ညာနဲ့မှကျွန်တော်ကိုကြိမ်ချင်းသူ့ရဲ့နာမတော်ကိုလွဲသုံးစားလုပ်ပြီးတော့ကြိမ်ချင်းပြုတ်ချင်းကိုဘာမှပြုတ်စရာအကြောင်းမရှိဘူးဆိုတာကိုဒီနေ့ဘုရားသခင်ကကျွန်တော်ကိုဖော်ပြထားပေးတယ်ဆိုတာတွေ့ရတယ်။ဒါကြောင့်မဟုတ်မမှန်ပဲလေကြိမ်ဆိုခြင်းကိုမပြုတ်ရဘူးတဲ့နော်။မဟုတ်တာတွေမမှန်တာတွေကိုသုံးပြီးမှကျွန်တော်ကဘုရားရဲ့နှုတ်ကပတ်တော်တမန်ကျမ်းစာနဲ့မကိုက်ညီဘဲနဲ့ကျွန်တော်တို့တမန်ကျမ်းစာထဲမှာရှိတဲ့အချက်လက်တွေနဲ့မကိုက်ညီဘဲနဲ့ကျွန်တော်တို့ကိုယ်တိုင်ထွင်ပြီးမှနော်တမန်ကန်ရှန်ကာကျွန်တော်ရဲ့အတွေးတွေနဲ့တခါတည်းတွန်းတင်လမ်းပြပြီးတော့ကျွန်တော်ကအဲ့ဒီလိုမျိုးအပြုတ်မှုတွေနဲ့ကျွန်တော်ကဆိုရှင်ကျိန်ဆိုခြင်းကိုဘုရားကမပြုတ်ပါနဲ့တဲ့နော်ကျိန်ဆိုခြင်းကိုပြုတ်သည့်တိုင်ထာဝရဘုရားရှေ့တော်၌တည်စေလို့ဟူသောရှေးပညာစကားကိုသင်တို့ကြားရပြီတဲ့ငါပညာတိကကျိန်ဆိုခြင်းကိုအလေးမပြုတ်ရဘူးတဲ့ကောင်းကင်ဘုံကိုတိုင်တည်ပြီးတော့လည်းမကျင်ကြဘူးကောင်းကင်အောက်မှာရှိတဲ့မြေကြီးကိုလည်းပဲတိုင်တည်ပြီးတော့ဘုရားကကျိန်ခြင်းကိုလည်းပဲမပြုတ်ရဘူးတဲ့တိုင်းမကမနဲ့ယေရုရှလင်မြို့ကိုလည်းပဲတိုင်းတည်ပြီးတော့လည်းမပြုတ်ရဘူးဆိုပြီးတော့ဘုရားကမိန့်မာခဲ့တယ်အဲ့ဒီတော့ကြောင့်ချစ်တဲ့မိတ်ဆွေတို့ဒီနေ့ကျွန်တော်တို့လုပ်နေတဲ့လုပ်ရတဲ့ဟာမှန်သလားမှားသလားဆိုတာကိုဒီနေ့တမန်ကျမ်းစာအားဖြင့်စင်ကြင်တုံတရားနဲ့ကျွန်တော်စင်ကြင်သွားဖို့ရည်ကြည်တယ်ဒါကြောင့်ဒီနေ့တတိယပညာချက်ကဘုရားနဲ့ဆိုင်တဲ့ပညာချက်တတိယမြောက်ပညာချက်ကလည်းအလုံးမပင်ရည်ကြည်တယ်ဒါကဘုရားရဲ့နာမတော်ဖြစ်တယ်ဘုရားရဲ့နာမတော်ဟာဆိုရှင်တကယ်ပဲအမြင့်မြတ်ဆုံးသောနာမဖြစ်တဲ့အတွက်ကြောင့်ဒီနာမတော်ဟာဆိုရှင်ကျွန်တော်တို့အတွက်ကျွန်တော်တို့အလွဲသုံးစားလုပ်ပြီးတော့ကျွန်တော်တို့ကဆိုရှင်ကြိမ်ချင်းတွန်တင်ချင်းလုပ်ဖို့ရန်အတွက်လုံးဝကျွန်တော်နှုတ်မှလည်းမွက်ဖို့ရန်အတွက်မသိတော့ဘူးဆိုတာကိုဒီနေ့ကိုယ်တိုင်ကသိရှိနားလည်သဘောပေါက်ပြီးတော့ဒီနေ့ကျွန်တော်တွန်တင်ချင်းလမ်းပြချင်းခေါင်းဆောင်တွေအလုံးမပင်ရေးကြည့်တဲ့အချက်နဲ့ဒီနေ့ဘုရားသခင်ကမိန့်မာထားတဲ့ဆိုတာကိုဒီနေ့ကိုယ်တိုင်ကသိရှိနားလည်သဘောပေါက်ပြီးတော့ဘုရားသခင်ရဲ့နာမတော်ကိုရှုတ်ချတဲ့ထဲမှာမပါဘဲနဲ့ဘုရားသခင်ရဲ့နာမတော်ကိုအလေးထားပြီးတော့ကျွန်တော်တကယ်ပဲကိုးကွယ်ယုံကြည်ခြင်းအစစ်နဲ့ကိုးကွယ်ဖို့ရန်အတွက်ယနေ့ဒီနှုတ်ကပတ်တော်အားဖြင့်တတိယပညာချက်အားဖြင့်ကျွန်တော်အသက်တာကိုဆင်ခြင်ပြီးတော့အသက်တာကိုရှင်သန်ကြဖို့ရန်အတွက်အားပေးလိုက်ပါတယ်ချစ်တဲ့မိတ်ဆွေများအားလုံးဘုရားသခင်ရဲ့ကောင်းကြီးထူးခံစားဖို့ရန်အတွက်ဒီကြမ်းချက်လေး၃ချက်ကိုပြန်လည်ပြီးတော့နှလုံးသွင်းကြရအောင်နော်ဒါကြောင့်ဒီနေ့ထွတ်မြောက်အကြံခိုင်း20ပိုင်းငယ်9မှာလို့ရှိရင်သင်ဘုရားသခင်ထာဝရဘုရား၏နာမကိုမုတာနှင့်ဆိုင်၍မမွဲ့မဆိုနှင့်အကြောင်းမူကားနာမတော်ကိုမုတာနှင့်ဆိုင်၍မွဲ့ဆိုတော်သူကိုအပြစ်မရှိဟုထာဝရဘုရားမှတ်တော်မမူဆိုပြီးတော့ဖော်ပြထားတယ်ဝိမြအကြံခိုင်း19ပိုင်းငယ်7မှာငါနာမကိုတိုင်တည်၍မဟုတ်မမှန်ပဲကျိန်ဆိုခြင်းကိုမပြုရသင်ဘုရားသခင်နာမတော်ကိုမရှုပ်မချရငါသည်ထာဝရဘုရားဖြစ်၏ဆိုပြီးတော့ဘုရားကမိန့်ပါခဲ့တယ်ရှင်မသက်ခရစ်ဝင်ခန်းကြီး9ပိုင်းငယ်33 39မှာဆိုရှင်တပန်းတော်
မဟုတ်မမှန်ပဲလည်းရဲ့ကျိန်ဆိုခြင်းကိုမပြုရကျိန်ဆိုခြင်းကိုပြုသည့်အတိုင်းထာဝရဘုရားရှေ့တော်၌တည်ဆိုလောဟုသောရှေးပညာစကားကိုသင်တို့ကြားရပြီငါပညာတိကကျိန်ဆိုခြင်းအလင်းမပြုရကောင်းကင်ဘုံကိုတိုင်တည်၍မကျိန်ရကောင်းကင်ဘုံကဘုရားသခင်ဤပရိတော်ဖြစ်သည်မြေကြီးကိုတိုင်တည်၍မကျိန်ရမြေကြီးသည်ဘုရားသခင်ဤခြေတော်တင်ရာခုံဖြစ်သည်ယေရုရှလင်မြို့ကိုတိုင်တည်၍မကျိန်ရမဟာမင်းကြီးဤမြို့တော်ဖြစ်သည်စံကြီးတမြင်ကိုမြဖြူစေခြင်းမဲစေခြင်းကမတတ်နိုင်သောကိုယ်ဦးကောင်းကိုတိုင်တည်၍မကျိန်ရသင်၏စကားမှာဟုတ်သည်ကိုအဟုတ်မဟုတ်သည်ကိုမဟုတ်ဖြစ်စေလောဤထက်လွန်သောစကားသည်မကောင်းသောຢာနှင့်ဆက်ဆိုင်ပေသည်ဆိုပြီးတော့ဘုရားသခင်ရဲ့မိန့်မာခဲ့တဲ့ဒီနေ့နှုတ်ကပတ်တော်စကားကိုသင်တို့အားလုံးကကြားခဲ့ပြီးဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ကျွန်တော်ကိုယ်တိုင်ကဘယ်လိုမျိုးအသက်တာမျိုးနဲ့ဘုရားကိုနာမတော်ကိုရှုတ်ချနေတယ်ဘုရားရဲ့နာမတော်ကိုအသုံးပြုပြီးတော့အလွဲသုံးသားနဲ့ကျွန်တော်အသက်တာကမှဆိုရှင်အသုံးပြုနေတယ်လေဆိုတာကိုကိုယ်တိုင်ကပြန်လဲပြီးတော့သုံးတတ်ပြီးတော့ဒီနေ့ကျွန်တော်အားလုံးကဘုရားကိုယူတည်သမှုပြုပြီးတော့တကယ်ပဲကိုးကွယ်ခြင်းနဲ့ယုံကြည်ခြင်းနဲ့ကျွန်တော်ဘုရားကိုကိုးကွယ်ဖို့ရန်အတွက်ချစ်တဲ့မိတ်ဆွေတို့ကိုအားပေးလိုက်တာဖြစ်ပါတယ်ချစ်တဲ့မိတ်ဆွေများအားလုံးဒီနေ့တတိယပညာချက်အားဖြင့်ကျွန်တော်ရဲ့ဘဝတတမှာအကောင်းဆုံးဘုရားသခင်ရဲ့လမ်းပြခြင်းပို့ဆောင်ခြင်းကိုခံစားရပါစေကြောင်းကျွန်တော်အနေနဲ့အားပေးခြင်းဆန္ဒပြုခြင်းနဲ့ဒီကုန်းချုပ်ပါတယ်ချစ်တဲ့မိတ်ဆွေများအားလုံးကိုဘုရားကောင်းချီးချပေးပါစေ